ຫນွေဦးတော်လှန်ရေးဟာစစ်အာဏာရှင်စနစ်ကိုအမြင့်ဖြုတ်တဲ့တိုက်ပွဲအပြင်မြန်မာပြည်အတွက်ရောအာရှဒေသအတွက်ပါမြန်မာပြည်သားတွေရဲ့အာခံပုန်ကန်မှုကနေဘလို့မျှော်လင့်ချက်ရောင်ကြီးတွေပေးနေပါသလဲကျွန်တော်တို့ရာစုနှစ်တွေနဲ့ခြိပြီးတော့အပြောင်းအလဲတွေရှိခဲ့ပြီလေ20ရာစုတုန်းကတော်လှန်ရေးတွေနဲ့အခု21ရာစုနဲ့မတူတာတွေအမှန်တမ်းရှိကြတယ်ဒီဘက်ခေတ်မှာတော့ဒီຫນွေဦးတော်လှန်ရေးတွေများစွာတဲ့မှာမြန်မာຫນွေဦးတော်လှန်ရေးကလည်းကဘာကြီးရဲ့တင်ရိုးတစ်ခုတည်းပါဖို့အစဉ်အသင့်ဖြစ်နေပြီနောက်တစ်ချိန်မှာပေါ့ဒီလိုအာဏာရှင်တွေနဲ့ကြုံတဲ့အခါတိုင်းမှာဟောဒီလိုပြည်သူတွေကဟောဒီလိုခုခံခဲ့တယ်ဟောဒီလိုရင်ဆိုင်ခဲ့တယ်ဒီလိုအောင်ဝဲခံခဲ့တယ်ဆိုတာမျိုးပေါ့အဲ့ဒါမျိုးတင် जा ပြသနိုင်မှာပါအဓိကတော့ကျွန်တော်တို့CDM ခေါ်တဲ့ဝန်ထမ်းတွေသပိတ်ဖောက်တဲ့အဲ့ဒီလှုပ်ရှားမှုကအခရာပဲဗျဒါပေမဲ့ तू ကဒီတစ်ခုတည်းနဲ့တော့မရဘူးဒီလမ်းပေါ်မှာခြေတက်ဆန္ဒပြတာတွေလည်းပါတယ်နောက်တစ်ခုကကြတော့ပါလို့ကျွန်တော်မှကံအားလျော်စွာလို့ပဲခေါ်ပေါ့ကျွန်တော်တို့ကရွေးကောက်ပွဲရလတ်ကျွန်တော်တို့မှရှိတယ်အဲ့ဒါကျွန်တော်တို့ရဲ့အတားချက်ဖြစ်တယ်ရွေးကောက်ပွဲမှာတောင်ပြိုကမ်းပြိုနိုင်ထားတဲ့ကိုယ်စားလှယ်တွေရဲ့အလုံးလုံးနိုင်စွမ်း legitimacy ပေါ့နော်ဒီတရားဝင်ဖြစ်မှုတွေဒါတွေနဲ့ပေါင်းစပ်ပြီးတော့သွားမှာပါအားလုံးပေါင်းလိုက်တဲ့ဒီ၃မျိုးပေါင်းလိုက်တဲ့အခါမှာဤပညာနဲ့ဆက်ဆက်လိုက်တာဒါကြောင့်မလို့ကဘာကြီးတစ်ခုလုံးနဲ့ကျွန်တော်တို့ချိတ်ဆက်လို့ရသွားတာကျွန်တော်တို့ကံကောင်းတဲ့အချက်တွေကနောက်ဆုံးမျိုးဆက်တွေဟာဤပညာကိုကောင်းမှကျွမ်းကျင်တဲ့ကဘာကြီးနဲ့ချိတ်ဆက်နိုင်တယ်ဆိုတော့ဒါဒီပင်လေကဘာကြီးအတွက်ကျွန်တော်တို့တဲ့တင်ယူမျှနှာတစ်ခုဖြစ်လာမှာမျိုးဆက်အသီးသီးကຫນွေဦးတော်လှန်ရေးအတွက်တရားထုတ်လိုက်ပြီးအကိုလူငယ်တွေမှာအနာဂတ်ရှိတယ်ဆိုတဲ့ကြွေးကြော်တန်းကြီးနဲ့တောင်ကုန်းသိမ်းနေပါပြီဒီတော်လှန်ရေးကနေနောက်တစ်ဆင့်အဆုံးသက်တိုက်ပွဲဒါတွေကဘာများဖြစ်မလဲခင်ဗျဒီနေရာမှာမှန်မှန်ကန်ကန်သုံးသပ်ဖို့လိုတာကမျိုးဆက်တစ်ဆက်ထဲနဲ့အလုံးမဖြစ်ဘူးဆိုတာပဲကအဲ့ဒါဘာပြောလဲဆိုတော့ကျွန်တော်တို့ XY မျိုးဆက်တွေမှာရှိတယ်ဒီအတွေ့အကြုံနဲ့အတွေးအခေါ်တွေနောက်ပြီးတော့ဒနာအင်အားတွေဒီပွဲကိုဝင်ပြီးတော့ပခုံးကောင်းကောင်းနဲ့ဝင်ထမ်းပေးထားတာတွေရှိတယ်ဒီဘက်ကဒီ generation Z ဟာကြတော့သူတို့မှာရှိတဲ့နောက်ဆုံးပေါ့ကဘာကြီးနဲ့သူတို့ဆက်ဆံထားတာကဘာကြီးစီကတင်ကြားထားတာတွေရှိတယ်အဲ့ဒါတွေပေါင်းစပ်လိုက်တာပေါ့ပေါင်းစပ်လိုက်တဲ့အချိန်မှာနောက်ဆုံးဒီအချိန်တွေကိုရောက်လာတာပေါ့နော်ကျွန်တော်ကုလသမဂ္ဂမှာတန်ခင်းတမန်ခင်းအရာအသာစီးရသွားတာနောက်ပြီးတော့ပြည်သူလူထုတရက်လုံးရဲ့ကျွန်တော်တို့ view ဟာကြလိုက်ပါနိုင်မှုတွေအဲ့ဒါတွေအကုန်လုံးကဘာသွားဖြစ်တယ်လဲဆိုတော့အင်အားချိန်ခွင်ညာကိုအပြတ်အသာရသွားတာပေါ့ကျွန်တော်တို့ပြည်သူလူထုဘက်ကအဲ့တော့သူကဒီမျိုးဆက်၃ခုကိုပေါင်းစပ်ထားတယ်ဆိုတော့အမှုပညာကိုတော့ကောင်းစွာအားလုံးကလက်ခံကြရလိမ့်မယ်ကျွန်တော်တို့လက်ကျန်အပိုင်းကိုလည်းအဲ့လိုပဲဆက်သွားရမယ်ဗျမျိုးဆက်တစ်ခုတည်းမရဘူးတယောက်အားသာချက်တယောက်ကိုချိတ်ဆက်ထားရမယ်ဆိုတာပြီးတော့တယောက်အတန်တယောက်နားထောင်ရမယ်ပြန်ဆွေးနွေးခွင့်ရှိတယ်ပြီးရင်ဆုံးဖြတ်ချက်တွေမြန်ချနိုင်ပြီးတော့ဝိုင်းအကောင့်တွေပေါ်ရမယ်ဆိုတာရှိတယ်အဲ့ဒါတွေကတန်ဖိုးတွေပါစစ်အုပ်စုခိုင်းစေတာမှန်သမျှကိုလှုပ်စစ်အုပ်စုနဲ့ပေါင်းပြီးပြည်သူကိုတစ္ဆာဖောက်နေတဲ့သူတွေအလိုတော်ကြီးတွေရဲ့တွားရလမ်းကြောင်းကဘာများဖြစ်မလဲခင်ဗျသူတို့ကိုဘလို့အပြစ်ပေးအေးယူမလဲအလိုတော်ကြီးဆိုတဲ့အသုံးအနှုန်းကတော့ဒါကြာပြီပေါ့လေအခုကဘယ်လိုဖြစ်လဲဆိုတော့ဒီလိုဗျသူတို့ကအစိုးရမဟုတ်ဘူးဆိုတာကိုကျွန်တော်တို့ကအားလုံးကတညီတညွတ်ထဲလက်ခံထားပြီးသားသူတို့ကလက်နဲ့ရှိတာနဲ့အာဏာသိမ်းမှုစ조사တယ်ပေါ့ဗျာအာဏာကိုလူတဲ့စစ်ကောင်စီဆိုတော့သူတို့မအောင်မြင်ဘူးကျွန်တော်တို့အများအားပြောတယ်သူတို့ရသွားတာကဒီခေတ်မှာဘာမှအသုံးမတည့်တဲ့သတင်းစာနှစ်ဆောင်နဲ့ TV channel နှစ်ခုပဲရသွားတာဟို1988ဝန်းကျင်လွန်ခဲ့တဲ့နှစ်30လောက်ကဆိုတော့ဟုတ်တာပေါ့ဗျာလူတွေမှာကြည့်ကြမှာမရှိတာအခုကဒီသူတို့ရသွားတဲ့နှစ်ခုစီကိုဘယ်သူမှဂရုမစိုက်တော့ဘာဖြစ်တယ်လဲဆိုတော့သူတို့ရဲ့အမိန့်တွေသူတို့ရဲ့ကြေညာချက်တွေကိုညွှန်ကြားချက်တွေကိုဘယ်သူမှမလိုက်နိုင်ဘူးအဲ့ဒီပြင်အရေးကြီးဆုံးချက်ကအစိုးရဖြစ်အသိမှမပြုအဲ့တော့သူတို့ကလက်နက်ကင်အဖွဲ့အစည်းတွေနဲ့အင်အားသုံးဖို့ကြမ်းတယ်အဲ့တော့ဒီဘက်ကပြန်ပေါင်းလိုက်တဲ့အခါကျတော့အရေးကြီးဆုံးအချက်ကခမားကိုကျွန်တော်တို့ကမေးရမယ်ခမားဘယ်ဘက်ကနေမှာလဲလူပုဂ္ဂိုလ်2ယောက်ကိစ္စမဟုတ်ဘူးတော့ဒီကိစ္စအယောင်2ခုကိစ္စမဟုတ်ဘူးဘာနဲ့ဘာလဲဆိုတော့တရားမျှတမှုနဲ့မတရားမှုပဲအဲ့တော့မတရားသဖြင့်အာဏာကိုလူယူသိမ်းနေတဲ့သူဘက်ကလားဒါမှမဟုတ်ရင်အဲ့ဒါကိုခုခံရတဲ့ပြည်သူတွေဘက်ကလားပဲမူလပိုင်ရှင်ပြည်သူဘက်ကလားပဲအဲ့တော့ခမားအလုတ်ဆင်းမယ်ဆိုတာကအဲ့ဒီအာဏာကိုလူယူနေတဲ့သူတွေဘက်ကဆင်းရမှာဖြစ်တဲ့အတွက်ကြောင့်ခမားကဘယ်ဘက်တော်သားလဲခမားကဘယ်အမှုတွဲလဲခမားကနောက်ဆုံးကြတော့ကြံရပါလားဒါကိုပဲကြည့်ရမှာအဲ့ဒါကြောင့်ကျွန်တော်တို့အခုတော့ CDM လှုပ်ရှားမှုနဲ့ပတ်သက်ရင်လာမဲ့တနင်္လာနေ့ကစပြီးတော့ကျွန်တော်တို့ကနောက်ဆုံးယထာရဲ့ဩသံပဲအဲ့ဒီမှာ CDM နဲ့ကိုပါတဲ့လူတွေဟာသူတို့ရဲ့သမိုင်းဟာကျွန်တော်တို့ CDM လုပ်တဲ့သူရဲကောင်းအနေနဲ့သတ်မှတ်မှာဖြစ်တယ်လို့အဲ့ဒီကိုမပါဘူးဆိုရင်လည်းကျွန်တော်တို့ကတော့စစ်ကောင်စီရဲ့ကြံရပါများအဖြစ်အလိုလျောက်စီးရင်ဝင်သွားပါလိမ့်မယ်အဲ့ဒါအတွက်ပြည်သူလူထုရဲ့တုံ့ပြန်မှုတွေကတော့ဥမာဗျာမုံရတို့ဘာတို့မှကြည့်ပါတော့ဒါတွေဟာနမူနာတွေပါဒါပြည်သူလူထုရဲ့တုံ့ပြန်မှုကိုတော့ဘယ်သူမှတားဆီးလို့ရမှာမဟုတ်ဘူးသွေးစွန်းနေတဲ့စစ်အုပ်စုရဲ့လက်တွေခါရမ်းနေပြီအကိုဒီတိုက်ပွဲမှာတိုင်းရင်းသားလက်နက်ကင်တော်လှန်ရေးအဖွဲ့အစည်းတွေကိုဗာများပြောချင်လဲ
မြောက်ပိုင်းအဖွဲ့တွေဘာလို့လက်ပိုက်ကြည့်နေရလဲခင်ဗျတိုင်းရင်းသားဆိုတဲ့နေရာမှာ2မျိုးရှိတယ်ဗျလက်နဲ့ကင်တီဖြစ်စေမကင်တီဖြစ်စေဗျသူတို့ရဲ့အကျိုးစီးပွားတွေဟာဒီမှာရှိနေတဲ့နိုင်ငံသားတွေရဲ့အကျိုးစီးပွားနဲ့တူအောင်လုပ်လို့မရဘူးလားဒါလေးစဉ်းစားကြအဲ့တော့ဒါတွေဟာဖြစ်ရင်ကွာပြည်မလူတွေချင်းချင်းဖြစ်နေတာပါငါတို့နဲ့မဆိုင်ဘူးငါတို့တောင်ပေါ်တွေငါတို့ကမ်းရုံးတန်းတွေနဲ့မဆိုင်ဘူးလို့များတွေးကြမှာလားအဲ့ဒီအတွေးတွေအကုန်လုံးပြန်သုံးသပ်ပါအမြန်ဆုံးပြန်ပြီးတော့ဆုံးဖြတ်ရမယ်အမှန်တန်ရိုးပါတယ်ဒီတလျှောက်လုံးမှာလွတ်လာခဲ့တဲ့စစ်တပ်ရဲ့ဗျူဟာကအမှန်တန်ရှင်းတယ်မြို့ပေါ်မှာပြည်မမှာမြေပေါ်မှာနိုင်ငံရေးသမားတွေကိုနှိပ်ကွက်တဲ့အချိန်ဆိုရင်သူတို့အဲ့ဒီတိုင်းသားအဖွဲ့အစည်းတွေကိုသူတို့ကတစ်ဖက်ကနေပြီးတော့အချိုတတ်ထားမှာပဲအဲ့သူတို့ကိုပြန်ပြီးတော့တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကိုနှိပ်ကွက်ပြီဆိုတဲ့ချိန်ကျရင်ပြည်မကနိုင်ငံရေးသမားတွေကိုပြန်ပြီးတော့ဟလာအချိုတတ်မှာပဲဒီနီးနဲ့ပဲသွားနေတာအဲ့တော့ကျွန်တော်တို့ကတိုက်တွန်းထားတယ်ဒီအချိန်ဟာမြေပြန့်သားတွေကြီးဖြစ်နေတဲ့အခက်မဟုတ်ဘူးအဲ့ဒီပြည်တော်စုတစ်ခုလုံးကကျွန်တော်တို့နိုင်ငံသားအားလုံးပေါ့မိမိလူမျိုးဆိုတဲ့ကိစ္စမိမိနေရာဆိုတဲ့ကိစ္စတွေကြော်ကြည့်ရမှာဗျတရားဘယ်သူကတရားလဲဘယ်သူကမတရားသဖြင့်လုပ်တယ်အဲ့ဒီမှာကြည့်ပြီးတော့မှစဉ်းစားပါကျွန်တော်အများအားပြောခဲ့တာကိုပဲထပ်ပြောရလိမ့်မယ်အဲ့ဒီစစ်တပ်ကပေးတဲ့မုတ်ဘိုးလောက်နဲ့ဂျင်းနာမဲ့ဘွားတွေမဟုတ်ဘူးမူလအခွင့်အရေးတိုင်းလူတူဖြစ်နိုင်ခွင့်ကိုကိုယ်တိုင်ဖန်တီးကြပါလို့ပဲကျွန်တော်တိုက်တွန်းရမှာပဲတန်ငင်းတမန်ကင်းနဲ့ပဲရဲ့လမ်းပေါ်ကစန္ဒပြတဲ့အာနာဖီဆန်မှုရဲ့စီဒီယမ်မွန်နန်းတွေတပိတ်မောက်တာရဲ့ဆိုတဲ့နီးနာ3ဘက်3တန်ကနေစစ်အုပ်စုကိုပိတ်ဆို့ထားတော့ဘလို့တုံ့ပြန်မှုတွေရှိလာနိုင်ပါသလဲဒီလိုတုံ့ပြန်မှုတွေရှိလာရင်တိုက်ပွဲနီးနာကိုရောဘလို့ပြောင်းရမလဲအခုလက်တလောအခြေအနေကတော့ကျွန်တော်တို့ကဘာကြီးမှာတန်ခင်းတမန်ခင်းအရာအသာစီးအမတန်ရနေပြီအဲ့ဒါအတွက်ကိုဘာဖြစ်လာမှာလဲဆိုတော့ကျွန်တော် CDM ကလည်းကျွန်တော်ရာနှုံးများစွာအောင်တယ်နော်နှစ်ခုအောင်ပြီနော်လမ်းပေါ်မှာလူတွေရဲ့ချီတက်ဆန္ဒပြပွဲတွေကလည်းတကယ်ကဘာကြီးတုံ့ဟီးသွားအောင်လို့လုပ်နိုင်ခဲ့တယ်သုံးခုစလုံးမှာကျွန်တော်တို့ကတကယ်အရေးတာတယ်ဒါပေမဲ့တစ်ခုဘာဖြစ်လာလဲဆိုတော့အဲ့ဒီတန်ခင်းတမန်ခင်းအရာကဘာကြီးမှာအသာစီးကျွန်တော်တို့ရလိုက်တဲ့အခါကျတော့တစ်ဖက်ကဘာဖြစ်မလဲဆိုတော့ရှုံးမဲမယ်ဒါကျွန်တော်အလေးနဲ့ပြောပြီးနော်ရှုံးမဲမယ်ပြီးရင်ဘာလုပ်မလဲဆိုတော့ပြည်သူလူထုအပေါ်အဲ့ဒီဒေါသတွေကိုဖောက်ခွဲမှာတွေကျွန်တော်တို့အဲ့ဒါတွေကျွန်တော်တို့ချင့်ချင်ရလိမ့်မယ်အဲ့ဒါကြောင့်အခုပြည်သူလူထုဟာဘာဖြစ်နေလဲဆိုတော့ဒီကိုရွာတဲ့ကိုအိမ်နဲ့နေတာတော့မှမလုံခြုံဘူးဗျာအချိန်မရွေးဒီလက်နက်ကင်အဖွဲ့အစည်းပြဝင်တာမျိုးအဲ့ဒါဖမ်းဆီးတာမျိုးတွေလုပ်လာတယ်နောက်တစ်ခုကကြတော့ဗာလဲဆိုတော့အရက်ဝတ်နဲ့သူတို့ကျွန်တော်တို့လူတွေရဲ့အင်အားစုတွေတပိတ်မောက်မဲ့အင်အားစုတွေမှာအရက်ဝတ်တွေနဲ့ရောနှောပြီးတော့အဲ့ဒါဟိုအကြမ်းဖက်တဲ့ပုံစံတွေနဲ့ဖန်တီးမှာဖမ်းဆီးမှာတွေဒါတွေဖြစ်လာပြီဆိုတော့ကျွန်တော်တို့ရဲ့ပုံစံယူဟာတွေတချို့ဟာတွေပြောင်းတင်တာပြောရမှာကောင်းပြီခြိတက်တာတခုတည်းမဟုတ်ဘူးတပိတ်တက်တွေကိုအထိုင်ချရုံတခုတည်းမဟုတ်ဘူးအဲ့ဒီနှစ်ခုပြင်ဘာလုပ်လို့ရသေးလဲအားလုံးကကိုယ်အိမ်ရှိကိုထွက်ပြီးတော့ကိုယ်အိမ်ရှိကလမ်းပေါ်မှာတန်းစီလို့ရတယ်ဒါကြာကြာနာစဉ်းစားမယ်ကိစ္စနော်ကျွန်တော်တို့ရက်ွက်အတွင်းထဲမှာရှိတဲ့အတွင်းလမ်းလူတွေကလည်းလမ်းမတန်းအပြင်လမ်းကိုလာလို့ရတယ်အဲ့ဒီလမ်းတွေမှာဟိုဘက်ဒီဘက်မျက်နှာချင်းစာအိန္ဒိယထွက်ပြီးတော့ဒီဟာကိုစာနာပြရမယ့်ပြည်သူလူထုကနှစ်ထပ်ဖြစ်မယ်သုံးထပ်ဖြစ်မယ်တချို့လက်ဟာနေတဲ့နေရာမှာ performance တွေလုပ်လို့ရတယ်တခြားသောပေါ့နော်ဒီနောက်မျိုးဆက်တွေရဲ့စာနာရှိတာတွေလုပ်လို့ရတယ်အဲ့တော့ကျွန်တော်တို့ခြိတက်မှမဟုတ်ဘူးတပိတ်ထိုင်တပိတ်နဲ့တက်ဆွဲမှမဟုတ်ဘူးကိုယ့်အိမ်ရှိကိုထွက်ပြီးတော့လေတတ်ရပြလို့ရတယ်ဆိုတော့ကိုဒါတွေစဉ်းစားသိပြီနောက်ဆုံးကျတော့ရလုံခြုံရေးလူတွေရဲ့အသက်ဟိုအိမ်စီးစိမ်တွေကိုပါကာကွယ်ဖို့ကျွန်တော်တို့ကိုယ့်အကိုလုံခြုံမှုကိုကိုယ့်အကိုယူကြရတော့မယ်ခင်ဗျားစဉ်းစားကြည့်ဗျာနောက်ဆုံးဗျာဟိုကိုပလာတာရောင်းတဲ့လူတော်မှလူအစားခံနေရတဲ့ဘွားကတော့ဒါကတော့ကျွန်တော်တို့ကပြန်ပြီးတော့အကြမ်းဖက်တာတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့ကမိမိခုခံခွင့်တော့ရှိရတော့မယ်အဲ့ဒီအတွက်ကြောင့်ရတဲ့မှာကိုယ်အင်အားနဲ့ကိုဖွဲ့ရတော့မယ်ကိုယုံကြည်စိတ်ချတဲ့ရက်သေးကဟလာရမီရဖတွေတပိတ်အဖွဲ့အစည်းတွေလူငယ်တွေပရိဟိတတွေပေါင်းကြရတော့မယ်အဲ့ဒီလိုခုခံပြီးတော့ရက်တီပေးရမယ်အဲ့ဒါတွေအားလုံးဟာပြည်သူလူထုအစိုးရဖွဲ့စည်းနိုင်တဲ့အချိန်ကျရင်အစင်သင့်ဖြစ်နေရမယ်ခုနောက်ဆုံးကတော့အချိန်တွေရတော့ပေါ့နော် CRPH ကအများကြီးစွမ်းရည်တွေကိုပြလာနိုင်တယ်သူတို့နိုင်ငံတကာမှာဘလောက်ကြိုတင်စဉ်းစားထားတယ်ဆိုတော့ညံသွေးကောင်းမှုတွေကိုလည်းပြနိုင်တယ်နောက်ပြီးတော့ပြည်တွင်းမှာလည်းသူတို့တော်တော်များများအင်အားစုတွေအလုံးလုံးနိုင်စွမ်းရှိတဲ့လူတွေပြည်သူလူထုယုံကြည်လေးစားတဲ့လူတွေနဲ့သူတို့အများအားဆွေးနွေးတယ်ဗျအဲ့တော့ထိတွေ့မှုရှိတယ်ကျွန်တော်တို့ကိုယ်တိုင်နဲ့လည်းနေ့စဉ်ဒီပါဆွေးနွေးနေကြရတာအဲ့တော့သူတို့ရဲ့လုံရတွေကခြိလန်းမှန်မှန်နဲ့အင်အားကောင်းနေတာလည်းတွေ့ရတယ်စီယုံရေးလည်းတော်ကြတယ်သူတို့ဒီအစင်းစင်းရှိလာလိမ့်မှာပေါ့နော်အဲ့တော့လိုအပ်လာလို့ရှိရင်တော့လိုအပ်တဲ့ဟာတွေအားလုံးကိုသူတို့လုပ်မှာပါခုနလိုအစိုးရဖွဲ့တယ်ပါတယ်ဆိုတာကလည်းဒီကနေ့မဖွဲ့သေးဘူးမနေ့ပြန်ကြရင်လည်းထွက်လာမှာပေါ့
အားလုံးကကျွန်တော်တို့အစင်းသင်းရှိဖို့လိုတယ်တိုင်ပင်ကြိုက်ဖို့လိုတယ်ချိန်သားကြိုက်တယ်ဆိုရင်ကျွန်တော်တို့အောင်မြင်မှုကိုမြန်မြန်ဆန်ဆန်ရမယ်ကုလသမဂ္ဂအထွေထွေညီလာခံထဲကနေအမှန်တရားဘက်ကတန်အမတ်ကြီးဦးကျော်မိုးထွန်းရပ်တည်လိုက်တဲ့အပေါ်ပြည်သူတွေအားလုံးစိတ်အားတက်ကြွသွားကြပါတယ်ဒီကိစ္စနဲ့နောက်ဆက်တွဲပြည်သူတွေကိုဘလို့အားပေးကြမှာတလဲမနေ့ညဆိုရင်ပြည်သူလူထုကအမတန်နဲ့ဂယုဏတက်ဖို့ကောင်းတယ်ဗျလူတွေအကုန်လုံးဟာဒီကုလသမဂ္ဂရဲ့အစည်းအဝေးကြီးကိုဗျအာယုံအပြည့်ညှွတ်ပြီးတော့နားထောင်ကြရတာအဲ့ဒီမှာဘယ်သူမှမထင်ထားလောက်တဲ့ဖြစ်ရကြီးဖြစ်သွားတာပေါ့နော်ကျွန်တော်တို့ဘယ်သောအခါကများဗျအဲ့လိုတတိပြောင်မြောက်တဲ့သူတယောက်ကဒီတနတ်နဲ့ချိန်ထားတဲ့စစ်ကောင်စီလိုဟာမျိုးကိုအန်တုပြီးတော့ထွက်လာတာရှိဘူးလေဗျဒါပေမဲ့တကယ်ဖြစ်ခဲ့တယ်ဒါတွေအိမ်မက်မဟုတ်ဘူးဗျအဲ့မှာပြည်သူလူထုကဘာရောက်သွားလဲဆိုတော့ငါတို့အမှန်တရားဘက်မှာသာတကယ်ညီပါစေငါတို့တကယ်တတိပြနိုင်ပါစေငါတို့အတွက်လိုအပ်တဲ့အရာဟာလိုအပ်တဲ့အချိန်မှာပေါ်လာမှာပဲဆိုတာကိုတော့ရသွားတယ်ဗျယုံသွားတာပေါ့ဗျအောင်စိတ်တွေရသွားတာပေါ့ကျွန်တော်တို့အဲ့ဒီအောင်စိတ်တွေနဲ့ချီတက်ချင်တာဗျဒါကြောင့်မို့လို့နောက်နေ့တွေမှာလဲဟလာချီတက်ပွဲတွေဆန္ဒပြပွဲတွေနဲ့သွားကျင်တဲ့လူငယ်များကိုကျွန်တော်ပြောချင်တယ်တစ်ဖက်ကနော် CDM လုပ်နေတဲ့ဝန်ထမ်းနောက်တစ်ခါအဲ့ဒီနောက်ဆုံး CRPH အဲ့ဒီ3ပွင့်စလုံးကိုကျွန်တော်ပြောချင်တာအောင်စိတ်နဲ့သွားပါနိုင်မယ်အချင်းယုံကြည်တဲ့အရာကိုရွေးပြီးတက်အောင်ပွဲယူအောင်စိတ်နဲ့ထပ်ပြီးတော့တက်အဲ့လိုသွားရင်ရတယ်ဒီဟာအားလုံးဟာပေါ့နော်ကိုထင်းလင်းအောင်အစဒေါက်တာဆာဆာအစကျွန်တော်တို့စကားပြောခွင့်လည်းရတယ်သူတို့တွေနဲ့ကျွန်တော်တို့နဲ့အတွေ့အမြင်ဖလှယ်ခွင့်ရတယ်ကောင်းတယ်သူတို့တွေထားရှိထားတဲ့နိုင်ငံတကာအမြင်ခြိတံလက်တံရှည်မှုတွေအလုံးလုံးနိုင်သွားနေတွေ့ရတယ်ကျွန်တော်ကတော့အားရတယ်ဝမ်းလက်တာတယ်သူတို့စိတ်ထားတွေကဘယ်လောက်တိဒီပေါ်မှာနှစ်ထားရဲဆိုတာလည်းကျွန်တော်သိရတယ်အဲ့ဒါကြောင့်မှတစ်ချိန်လုံးကလူမသိခဲ့ပေမဲ့သူရဲကောင်းများစွာလုံနိုင်စွမ်းရှိသူစွမ်းရည်ပြည့်သူများစွာဟာကျွန်တော်တို့ဘက်တော်သားများအနေနဲ့တရားမျိုးစုံနဲ့ရှိနေတယ်ဆိုတာကိုအားတက်ကြပါကျွန်တော်ကတော့အမတန်အားတက်ပြီးလည်းဖြစ်တယ်လူကြီးစိတ်တွေအောင်စိတ်တွေထပ်ပြီးတော့ဖြစ်ပါတယ်အရေးတော်ကိုအောင်ရမယ်